15ရက်ဖေဖော်ဝါရီလ15ရက်2026တကူတဲ့လကွယ်နေ့တနင်္ဂနွေနေ့မှာဝယ်လံသူဥခင်ရွှေသောတန်းဟန်မမဆိုးတို့ကိုယေဇူးပြီးလုပ်တဲ့ကုသိုလ်အဲကြောင့်မလို့အဲ့ဒီဥစ္စာကိုကွာလွန်သွားတယ်ဆိုတာဘဝချသွားတာလမ်းကြည့်ရင်တော့တချို့ကိစ္စတွေကမမြင်နိုင်ဘူးဟိုဘက်ကြောင်းမှာဟိုဘက်ခေါင်းရင်းမှာကြောင်းရှိတယ်ဘုံကိုအိမ်ရှိမယ်အဲ့ဒီကြောင်းဟိုဘက်ကြောင်းမှာအုံနေရကြီးကာလိုက်တဲ့အခါမှာဟိုဘက်အုံနေရကဟိုဘက်နားလို့ကတ်တော့ကတ်နေတယ်အုံနေရကဆိုတော့လေးလက်မအုပ်ရိုးရှိမယ်ကိုယ်လက်မအုပ်ရိုးရှိမယ်ပေါ့သူဆိုဆရာတော်ကအခန်းထဲမှာတရင်သုံးလိုက်တယ်ဆိုမင်းတို့ငါ့ကိုတန်းကြည့်ရမမြင်ရအောင်အခန်းလေးကာသွားလို့လုံမလို့နဲ့ခန်းစည်းလေးဆိုပါးလေးပါပဲခန်းစည်းလေးကဘယ်လောက်ရှိမလဲတက်လက်မတူပဲထားပါတော့လက်ညှိုးတူတော့ပဲအဲ့ကခန်းစည်းလေးကာလိုက်ခုနကဟိုမှာလက်ကားလေးရှိတယ်အဲ့ဒီလက်ကလေးကဘယ်လောက်များထူလို့လဲသွားကြည့်လိုက်ပေါ့အဲ့ဒီလက်ကလေးကဘာမှထူတာမဟုတ်ဘူးဒါလေးကလက်မ3ပုံတပုံလောက်ရှိတယ်သို့တော့အဲ့ဒါလေးပိတ်လိုက်တယ်ဟိုဘက်ကလက်မလေးဒီလက်ကလေးကာလိုက်တဲ့ကမမြင်ရတော့အဲ့ဒီတည်းမှာဟိုဘက်ရှိရအကြောင်းကသူကအုတ်နေရကြီးကာလိုက်တဲ့အခါမှာနေရန်ပါဠိလိုတော့ကုတ်တာတိတာဆိုတာအခြားတစ်ဖက်တောင်မွေလုံးနဲ့တိရာဂဝေရတိရသူကခြားသွားတဲ့အိဗယ်ရတယ်ကာရှိတချောင်းနဲ့ကိုတတလင်းကြီးနဲ့ကိုကုတ်တာကနေရန်ကြီးခြားတစ်ဖက် beyond the wall အဲ့ဒါကြောင့်မလို့ကွယ်လွန်လိုက်တယ်ဆိုရင်ဒီဘက်ကဇာတိရယ်ဇရာရယ်ဗျာတိရယ်မရဏရယ်ဇာတိမွေးတယ်ဗျာတိဇရာဥတယ်ဇာတိနဲ့ဇရာရဲ့ဂျားလေးမှလည်းလို့နေရာလေးကကတ်နေတာမွေးပြီးတဲ့တန်းဥအသက်ကြီးမှဦးနမင်းတကာကြီးဟိုမှအသိမထိုင်နိုင်လို့ဟိုလေပြတ်ထားလို့နေမကောင်းလို့အာရင်သားခွဲစိတ်ထားလို့အပိုက်ခွဲထားလို့အဲ့ဒါကနာကျင်တဲ့သဘောတွေကြီးတော့မှဗျာတိဒုက္ခဒီလိုမဟုတ်ပါဘူးဟိုဖေနဲ့မေနဲ့ပေါင်းဆက်လိုက်ပြီးတော့ပါဠိလိုတော့ကလလကာကြီးကလာရလကလလရေးကြီးတယ်ဘုရားရှင်အရှိအိန္ဒိယစကားပေါ့ကလလရေးကြီးတီးစဉ်ဆိုကလလလို့သုံးတာဒီအရေးကြီးလေးပေါ့ဖေနဲ့မေနဲ့တုတ်ရဖေရဲ့တုတ်ပိုးရဲ့မေရဲ့သွေးရဲ့အဲ့ဒီဖေရဲ့တုတ်ကိုတော့တုတ်ကလို့ခေါ်ပြီးအမေရဲ့သွေးကိုတော့သောနိတတုတ်ကသောနိတံဟုတ်လိုက်ရှိတယ်လားအဲ့တော့တုတ်ကသောနိတံလို့တို့သုံးတယ်အဲ့တော့ပါဠိကတုတ်ကသောနိတံမြန်မာလိုကကလလအင်္ဂလိပ်လိုပါဠိဝါစာပေသိပ္ပံပညာတို့ပြမတစုံအဲ့ဒီထဲမှာကြည့်လိုက်တဲ့အခါမှာ XX လေးတွေ့ရင်ဒါ main ကလေးပေါ့ Y တွေ့ရင်ယောက်ျားလေးဆိုကလလရေးကြီးအဲ့ဒါလေးရထဲ့သွားလိုက်တယ်ရင့်သွားလိုက်တယ်ရင့်တာကိုဇရာလို့ခေါ်တယ်နိုင်ရန်လေးတခြားပဲရှိတယ်အဲ့ရင့်ပြီးသွားရင်အဲ့ဒီကောင်လေးကလေးလေးဝေးလာပြီးတဲ့အခါမှာဟိုတလာသားလေးကိုသူ့မှာဇရာမရှိဘူးဗျာတိမရှိဘူးဒီလိုထင်လို့မရဘူးအဲ့ဒီကလေးလေးကလေနဲ့တွေ့ပြီးတော့ရင့်သွားတယ်ဆိုရင်အဲ့သူ့အသားလေးကပထမစိတ်မရအခုဟိုနာသမီးလေးအသားနည်းနည်းစိတ်လို့ရတယ်ဒါနဲ့တော့မတီးနဲ့ပေါ့ဒါဆိုရင့်လာတဲ့သဘောကိုဇရာဆိုနေရန်လေးတွေတခြားအဲ့ဒီဗျာတိတတိယနေဇရာကြာမှနေရန်လေးရှိတယ်ဘယ်တည်သွားပြီးတဲ့ခါကျမင်းတို့ခုနဥခင်ရွှေတို့ဒေါသဟန်တို့ဒေါမဆိုတို့တည်သွားတော့အဲ့ဒီတို့ဘဝရဲ့တရားဒီမှာရှိနေတဲ့လူတွေရဲ့ဇာတိဇရာဗျာတိတွေရဲ့မရဏလို့ပြောကြတာနောက်တဲ့နေရာတစ်ခုထပ်ချသွားတယ်အဲ့ဒါကိုတီတော့ကုတ်တာနေရာကြီးအခြားတစ်ဖက်မှာအဲ့ဒါကြောင့်တရားကောင်းစဉ်ကိုတီတော့ကုတ်တာတုတ်တန်ကိုကြည့်နေရာကြီးအခြားတစ်ဖက်မှာပုဂ္ဂိုလ်များလို့ကောင်းစဉ်ပြ beyond the world the people beyond the world သူတည်သွားတဲ့ကနေရာအခြားဖြစ်တော့တန်းကြည့်တို့မမြင်ရတော့နေရာခြားသွားတယ်နေရာခြားသွားတော့မမြင်ရတဲ့ခါကျတော့သူတို့ကတခုတော့ရှိတာပေါ့တူတဲ့သူရဲ့ယူတဲ့သူရဲ့လို့နှစ်ဦးမှာ
တူတဲ့သူကအပေါ်ကနေပါတယ်မိုးများရွာချတဲ့သူကဒါနပြုတဲ့သူကယူတဲ့သူကအောက်ကမိုးရေခံတဲ့သူနဲ့တူပါတယ်အဲ့ဒါလေးကိုသတိထားလိုက်တကယ်များဥခင်ရွှေတို့ဒေါ်သန်းဟန်တို့ဒေါ်မမစိုးတို့ဟာနတ်ကြီးတွေဖြစ်သွားလို့ရှိရင်လည်းနှိမ့်တယ်ကိုယ့်ရဲ့ခေါင်းပေါ်မှာရောက်နေတဲ့ဝိဇ္ဇာတွေဖြစ်သွားတဲ့ဇောကြီးတွေဖြစ်သွားတဲ့နတ်မင်းကြီးတွေဖြစ်သွားတဲ့ကိုယ့်အပေါ်မှာဘုံအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်အပေါ်မှာရောက်နေတယ်ကောင်းမှုအားဖြင့်ပြောမယ်ဆိုရင်ကိုကကောင်းမှုပေးရရင်သူတို့ကကိုယ့်အောက်မှာရှိတယ်အဲ့ဒါသူနယံရဲ့အခြားတစ်ဘက်မှာတိရောဂုတ်တေသူဒိဋ္ဌံတိသန္တိသိငါတကေသူသဒွါရဘာဟေသူဒိဋ္ဌံတိအာကံတဝနာတကံကရံအဲ့တော့မင်းကုန်းရှိတော်ဘုရားကြီးတို့ရွတ်တဲ့ရွတ်နည်းပေါ့ပေါ်လွန်သွားပြီတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီဥခင်ရွှေဒေါ်သန်းဟန်ဒေါ်မမဆိုးတို့ဟာကိုကုသိုလ်ကောင်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်တွေရဲ့နေရင်အခြားဘက်မှာသူတို့ရက်တည်နေတယ်အာကံတော်နတကံကာရံကိုယ်အိမ်ကိုရောက်လာတဲ့အခါမှာမင်းတို့ကတော့စားလို့တောက်လို့ဘူဒီအနပန္နံခိစ္ဆဘောဇဥပတိတိနတေတံကောစီတရတိသတ္တနံကာမပစ္စယမင်းတို့ကကြတော့စားအစားတောက်တွေစားအဝတ်ထဲတွေဝတ်နဂတ်တွေနဲ့ဆွဲကြိုးတွေနဲ့ကားတွေနဲ့ဒါပေမဲ့မင်းတို့ကအဲ့ဒီပုဂ္ဂိုလ်တွေကတေတံထိုကြံရစ်ခဲ့တဲ့ဥခင်ရွှေဒေါ်သန်းကဒေါ်မမဆိုးတို့ရဲ့နောက်မှာနေရန်တစ်ဖက်မှာကြံခဲ့တဲ့ပုဂ္ဂိုလ်တွေကကိုစီဘသူမှနတ်တရတိသူတို့သတိမရဘူးဧဝံတရဏိညာတိနံယေဟွန်တိအနုကမ္မကသူတို့တော့ကုသိုလ်ကောင်းမှုတွေလုပ်လိုက်မယ်လုပ်ပြီးရင်ငါတို့များဣဒံဝညာတိနံဟောတုဒုက္ခိတဟောတုညာတယောဒီလုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုတွေအတွက်ကြောင့်သူတို့ချမ်းသာပါစေစိတ်ဆင်းရဲနေကင်းပါစေအစားအသောက်တွေအဝတ်နယ်ထဲပြည့်စုံပါစေလို့များစေတနာလေးများရှိလျော်သလားလို့သူတို့အိမ်ရှင်နာလာရက်တယ်မင်းတို့ကသတိမရဘူးနေရန်အခြားတစ်ဘက်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီကနေရောက်သွားလဲလို့ရှိရင်နတ်ပဲဖြစ်ဖြစ်ဗြဟ္မာပဲဖြစ်ဖြစ်အခြားရောက်သွားတဲ့အခါမှာကုသိုလ်ကောင်းမှုကလူကလွဲ၍အခြားပုဂ္ဂိုလ်များသည်ကုသိုလ်ကောင်းမှုပြုခွင့်မရှိဘူးအဲ့ဒါကြောင့်မလို့ဒီဂိုင်းကနတွေဝိဇ္ဇာတွေဇောကြီးတွေကမဟုတ်ဆရာတော်ဆိုရင်ဆရာတော်အမေကဝိဇ္ဇာပြစ်မယ်ဆရာတော်ရဲ့ဆရာဝိဇ္ဇာပြစ်မယ်သူတို့ကအဲ့ဒီဖြစ်သွားပြီးတဲ့နောက်မှာဟိုဘက်တိုးလို့မရဘူးသူတို့ကသူတို့အသက်ရှည်ဖို့အတွက်ပါရမီပဲဖြည့်လို့ရတယ်ကုသိုလ်ကောင်းမှုလုပ်လို့မရတော့အဲ့ဒီမှာเนี่ยပူတာတို့ကတ်တာတို့ကြွတာတို့ဆိုဝင်ရောက်လာပြီးတော့သူတို့ကအဲ့လိုနေလိုက်ပြီးတော့သူကကောင်းမှုလုပ်ပေးလိုက်ရင်သူတို့ကတဆင့်တက်သွားတယ်ရှင်းပြောရင်လူသားတို့ရဲ့အကူအညီကိုမရဘဲနဲ့အဲ့ဒီနတ်တွေဗြဟ္မာတွေဝိဇ္ဇာတွေဇောကြီးတွေဘာမှလုပ်လို့မရဘူးအပြန်အလှန်သဘောလေးတွေရှိသွားတယ်ဓမေစီရီကခုနဒီသမီးကိုကဝိဇ္ဇာဖြစ်သွားသူ့ကိုကွာကြွလာသမီးငါတရားဘာလေးလှူပေးစမ်းအဲ့ဒီတကြက်ဖို့လှူရလို့ရှိရင်အဲ့ဒီဝိဇ္ဇာတဂရီလောက်ရတယ်သူတို့ကကြတော့နှင်းစီပန်းလေးတပွင့်လှူပေးပါလို့ပြောလိုက်တာအဲ့ဒီနှင်းစီပန်းတပွင့်လှူလိုက်ရင်အဲ့ဒီဝိဇ္ဇာကဟိုမှာပန်းနေရှိတဲ့တောထဲမှာသူအဲ့ဒီပန်းလေးစားရုံနဲ့သူအသက်ရာထောင်ရှည်သွားပြန်အဲ့ဒါရေမွေးလေးရေလေးကပ်ပေးပါစီမီလေးပူဇော်ပေးပါဒီရုပ်ကစိုးဘုံကစိုးဘာညာအကုန်လုံးထုတ်နေလည်းကောင်းမယ်တို့အကူညီမရဘဲနဲ့သူဘာမှလုပ်လို့မရဘူးကအဲ့လိုဖြစ်တယ်ဒီမနုဿသူတို့ကုသိုလ်ထပ်မတိုးတော့ဘူးလုပ်လို့မရအောင်သူတို့ကုသိုလ်လုပ်เสียမရှိဘူးနတ်တယောက်ကနတ်တယောက်ကိုသွားလှူတယ်ဆိုတော့မရှိဘူးအဲနတ်ကဆင်းလာပြီးတော့သူပူရင်ပူမကန့်မယ်အဲ့ရောနေတဲ့ကောင်ကြဘာဖြစ်သွားဆိုခလီတငင်နာပေါ့ညီတို့ကြားဘူးလေနေတဲ့ကောင်ကြတော့ဘလူဖန်းစားတာတို့အစီဖန်းစားတာဆိုတော့ဖန်းစားတာမဟုတ်တကယ်တမ်းတော့သူတခုစားခြင်းလုပ်ခြင်းတော့သူတို့ကဘတ်ဆိုကြောက်အောင်လုပ်လိုက်တော့ကြောက်သွားတာကသူခဏဝင်ပြီးသူစားရတော့စရာမရှိလို့6လမ်းပြီးစားတာအဲ့ဒါကိုတစေတစ္ဆဆိုရ6တာအဲ့ဒါငရေကတော့ဘာမှလုပ်လို့မရဒီနတ်မှာသွားနေတချို့မှင်စာလေးတွေကလုံးလို့အချိန်လုံးဖို့အချိန်မရအောင်သူတို့ကဘာပဲတို့တဲ့တအားနေလုံးအကြီးတော့ဒွေးထွေးလိုက်ရင်အဲ့ဒီဒွေးလေးနောက်ကလိုက်ပြီးတော့စားမယ်ကွန်ဒွေးထွေးလိုက်ရင်ကွန်လိုက်စားမယ်ပြက်လိုက်တဲ့ထမင်းလုံးကောက်စားမယ်ဒီလောက်အဆင့်ရှိတဲ့ကောင်ကျတော့တို့ဘာမှမလုပ်နိုင်ဘူးနည်းနည်းလေးကြီးသွားတဲ့ဘလူးအဆင့်တို့နက်ဘလူးတို့နတ်နဂါတို့နတ်ခလုံးတို့ဒီလိုကောင်ကျဒီလိုကျတော့တို့ကနည်းနည်းလုံနိုင်တယ်စွမ်းအားရှိတယ်အကြံတဲ့အရာတွေကတော့ကျန်တဲ့သေးတဲ့ကောင်တွေကတော့မလုံနိုင်ဘူးတချို့တစ်ပံမှာရှိနေပြူတာပြတာပြူကြီးပြန်တာကြည့်တယ်ဘာမှမလုပ်တော့တစ်ပံဘောတော့မဆင်းနိုင်တချို့ကသူ့ပင် area ရှိတယ်အဲ့သူ့တစ်ပင်ကနေပြီးတော့ဒီတစ်ပင်နဲ့ဟိုဘက်တစ်ပင်ကူးလို့မရဘူးအဲ့တော့အဲ့ဒီတစ်ပင်ကနေဟိုကနေတော့လန့်ကူးလို့မရဘူးအဲ့လိုအဲ့ဒါဟိုတို့မန္တလေးမှာတို့လည်းဆွမ်းကဖြတ်သွားတယ်ကိုတို့တော့မချောက်ခံပါဘူး
တော့မရှိတော့ဘူးဟိုကားဝင်းတွေတော့ရင်သစ်ပင်အကြီးတွေပဲရှိတယ်ဒီကလာတင်ရင်ကုန်းရှိတယ်ဟိုမြတ်မန္တလားဟိုအဲ့ဒီနဲ့ဖြတ်ပြီးနီးတာကိုဆုံးခံသွားရင်ဟိုဘက်နေတဲ့တန်ငါနေတော့ဆုံးခံသွားတိတ်မှာတော့ဖြတ်ချော်ဟုတ်ခန်းချော်ဘူးပါဘူးအဲ့ဒါတစ်ခိုးခုတ်တဲ့ကောင်တွေပေါ့ဟာတစ်ပင်ကြီးအကြီးတွေတစ်ကိုင်းတွေကိုခိုးညကြမှာတော့ဖြတ်တာအစိုးရမဖြစ်အဲ့ခက်ကတော့ရတာပေါ့အဲ့တစ်ကိုင်းကြီးဒုံးဆိုပြုတ်ကြတယ်ပြုတ်ကြတယ်တော့ဘက်ကတစီကြီးကပိတ်တပတ်လို့ပိတ်ကအကောင်ကြီးသူမြင်နေရတယ်သူအဲ့ဒီကောင်ဟာသူငိမ့်နေတာသူမျက်စိမမြင်တယ်သူလိုက်စမ်းတာဒါတွေတိတ်ပိတ်လိုက်နေအော်တော်ရုပ်ရှင်ကြရတာသူကိုယ်တိုင်ပြောတာအောက်ကအဲ့တက်သားကိုသွားကြိုက်တယ်တက်သားအိမ်မန်းသေးတော့ဖဲ့ကြည့်တယ်သူမျက်စိမမြင်ဘူးစားလို့မရဘူးအဲ့ဒုံးနဲ့မှလူဘာညာဆိုရင်သူကတခုပူလိုက်မယ်ကတ်လိုက်မယ်အဲ့ဒါကန်ကြည့်တယ်ကန်ကြည့်တော့ပြန်သူအဲ့တစ်ပင်ကနေသူခွာလို့မရဘူးအဲ့တစ်ပင်ပေါ်မှာပဲအဲ့တစ်ပင်နာကိုပဲသူအဲ့ဝင်သူကသူပိုင်နဲ့ရှိပြီးသားဝင်းကျင်ရှိပြီးသားအဲ့ဒီတစ်ပင်ရဲ့အရေးအာဝါဒနာမှာပဲသူကပိုင်တယ်အဲ့ဒီကောင်တဖြည်းနဲ့အဲ့ဒါယူဆွဲတော့သူကလိုက်မလာဘူးလက်နှမ်းယူလို့မရဘူးအဲ့ဒါယူပြန်ကန်ကြည့်တော့တက်သားကြီးဆိုတော့လွှတ်လိုက်တော့အဲ့ကောင်လည်းမလုပ်တော့ဘူးတို့တောင်းမှကုထုံတော်ကလာဝင်အဲ့လူကပြောတယ်အဲ့တိတ်ပေါ်လာတဲ့အကောင်လေးမြင်နေရတယ်သူတယောက်မှညာနေတော့ခိုးတာတဲ့ဟိုကတွေသွားတူတရားသွားတူတော့ပြောလို့တော့တင်းချင်းဆိုတဲ့ဒီဂူမှရှိတဲ့ကောင်ကဒီဂူကကောင်ဟိုဘက်ကိုရွှေ့လို့မရဘူးတကူ80ဘက်နဲတယ်လို့ဂုစာကလည်းကြည်ဦးတာသူ့နယ်နဲ့သူ့ပယ်နဲ့အဲ့လိုရှိတော့အဲ့ဒီမှာကိုယ့်ရဲ့ဥခင်ရွှေဥဒေါသန်တို့တော်မဆိုးတို့ဒီအဲ့လိုကုသိုလ်ကောင်းမှုကိုဒီတိုင်းဤကုသိုလ်ကောင်းမှုဒီဝေါငါတို့အားဟောတုဖြစ်ပါစေဒုက္ခိတဟွန်တို့ဆန်းရတာရပါစေလို့ဆွေမျိုးတွေကသူကစုတွေပေးနေတယ်။ဩဒီနေ့ကုသိုလ်ကောင်းမှုလုပ်နေတယ်။နောက်တော့ဆက်ကလုပ်နိုင်ပါစေဓမ္မစီကျောင်းမှာအခုဆွန့်ကတ်တယ်နောက်တစ်လကပ်ပါစေနောက်တစ်လကသူအဲ့လိုစုပေးနေတယ်တဲ့။ဒါပြင်မင်းတို့ကသူတို့ကိုသတိမရဘူး။သတိရပြီးတော့မြတ်တေဇတတ္တသမကံတော်ညာတိပေတသမကတာ။အဲ့ဒီကုသိုလ်ကောင်းမှုလုပ်နေချင်မှာအဲ့ဒီဆွေမျိုးဖြစ်သွားတဲ့ပေတဆိုတာပြိတ္တာလို့ဘာသာပြန်ဘဝဒီပဲနေရဟိုဘက်ခြားသွားတဲ့ပုဂ္ဂိုလ်လုံးပေတဆိုပြောင်းသွားတယ်ပြောတာရွေ့သွားတဲ့ပုဂ္ဂိုလ်တွေပေတလို့ပေတနံကာလံကတနာလက်ရှိရှိနေတဲ့မှာဥက္ကောသနာအခုဒီရှိနေဘုန်းကြီးဘဝနဲ့ပြန်တော်မူတာသူပေတပဲအခုနပြောတဲ့ဥခင်ရွှေတော်သန်းကလက်ရှိရှိနေဥခင်ရွှေနောက်တစ်ပြောတဲ့ပေတပဲပေတဆိုတဲ့ရွေ့သွားတဲ့ပြောင်းသွားတဲ့ပုဂ္ဂိုလ်ပြောတာဘယ်လိုကြီးကပေတကိုပြိတ္တာလို့ဘာသာပြန်တော့နှိမ့်သွားတယ်လို့ထင်တာမဟုတ်ဘူးဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ရှင်ပေပဲဖြစ်ဖြစ်ဒီဘဝဒီခန္ဓာနဲ့ဘဝခန္ဓာကိုရွေ့သွားတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးတွေကိုပေတလို့အဲ့ဒါညာတိပေတဆွေမျိုးရွေ့သွားတဲ့ကွယ်လွန်သွားတဲ့ဆွေမျိုးပိတ်တာတို့သည်သမဂတစုလာတယ်အဲ့ဒီကွယ်လွန်သူဥခွင့်ရွှေတယောက်တည်းနဲ့မကပဲနဲ့သူနဲ့တိတဲ့လူတွေရှိလိမ့်မယ်ဟာလာဟေးတို့သားတွေတို့သမီးတွေတို့တူတွေတို့မြေးတွေကကုသိုလ်ကောင်းမှုလုပ်နေတဲ့သူသွားကြစို့ဟုတ်လားဤစရိတ်ချလိုက်လို့ဒီဆုံးလွန်တယ်အဲ့ဒီမှာသူတို့အကုန်ရသွားတယ်စိရံစင်ဝင်တုနောညာတိဟောသူတို့ရောက်ရင်လကားမလာဘူးနော်ငါတို့ညာတိစင်မျိုးတို့ဒီစိရံစင်ဝင်တုအသက်ရှည်ပါစေဟုတ်ဗျာဒီဝါတွေဖြစ်ပါစေမင်းတို့ရှိမှလာပြီးတော့သီလရှင်တွေဘုန်းကြီးလိုပါပြင်ငွေတင်းငါပိုက်ဆံများပေါ်များကြပါစေမိမိကောင်းမှုအကြောင်းပြုတောင်းစုပြပါစေဒါတွေကိုဆုလာပေးသီလရှင်တွေဆုဆောင်းစံတွေလောင်းလိုက်ပေးသွားတယ်ငယ်တွေကတွေ့ဘူးတဲ့အမြဲတမ်းလည်းမရဘူးမရတဲ့အိမ်ကျတော့သီလကကိုယ်တိုင်တွေ့ဘူးတာပါအတင်းပြောတာမဟုတ်ပါဘူးသာဓုဆိုတော့အဲ့အိမ်ကပြောတယ်မလောင်းရင်သာဓုကနှခွန်းနဲ့ရက်သွားတယ်ဆရာကြီးငါဆန်လေးထွက်လောင်းရင်ကြာကြီးစုပေးတာဩသူလည်းတနေ့ကုန်လေသူကရှင်းသမျှအိမ်မောက်စီကိုသူလည်းပေးတော့ပေးခြင်းကြာသူဘာမှမလောင်းတော့သူရက်ပလိုက်တာပေါ့ရွှေငွေငယ်ပိုက်ဆံများပေါ်များကြပါစေမိမိကောင်းမှုအကြောင်းပြုတောင်းစုပေးပါစေဘာညာဒီအလားပါတော့ဘာမှမလောင်းဆိုသူအဲ့နာနေရက်သွားသီလရှင်အကြီးရတော့ဆိုပါတယ်ငယ်လေးတည်းရက်ပလိုက်တာကလေးတွေဟောကလေးတွေခက်ငယ်လေးလည်းပါတယ်ဆန်လေးသွားလောင်းပြီဆိုရင်သီလရှင်လည်းအများကြီးဆိုတာအများကြီးတော်ကြာစုပေးတယ်အဲ့လိုမင်းတို့အရှင်မအဲ့ဒီမင်းတို့ရဲ့ဆွေမျိုးတွေစုပေးပြီလားမင်းတို့ကဘာမှမလုပ်တော့ဒီတစ်ခါကျတော့ပေးလိုက်ပါတယ်ဒီတစ်ခါကုသိုလ်ကောင်းပုံမှာတော့ခုနကပြောတယ်စေတံစေဝန္တုနောညာတိယောကျမ်းမှာချမ်းသာပါစေဒုက္ခိတဟွန်တုကိုယ်စိတ်နဲ့ပြကျမ်းပါပါစေအသက်တွေရှိပါစေနောက်တစ်ခါကျတော့မင်းတို့ကသူတို့ပြီးတော့သူတို့လည်းမလာတော့မင်းတို့လည်းပါစုံမပေးတော့မေတ္တာတရားတောင်းတော့ခန်းသွားတာကွာအမကင်္စကတ္တဇာတာအမကင်္စကတ္တပူဇာဒါယကသအနိဖလာသူ
တို့ပူဇော်နေတဲ့တန်ဃာတွေပူဇော်ပြီးတို့ကိုပေးနေတယ်ဆိုရင်အကျိုးရှိပါစေအဲ့လိုမျိုးဆန္ဒရှိတယ်အဲ့တော့ဘုရားရှင်ကပြောတယ်နာဟိတတဂတိအတ္တိဂောရခတ်တိနဝေသတိဘာလို့သူတို့ကုသိုလ်ကောင်းမှုလုပ်ပြီးဘာလို့အမြတ်ပေးဝေတင်တာလဲလို့မေးကြရှိပါတယ်သူတို့ကားလည်းမမုန်းတတ်ဘူးဒီမှာတော့နွားမွေးတယ်ပေါ့ရှိရတော့ဒီကတော့ကားထောင်တာပေါ့ဒီနေ့ကက်တော့သူတို့လဲလည်းမစိုက်တတ်ဘူးတဲ့ကုံသွယ်ရေးလည်းမလုပ်တတ်ဘူးတဲ့သူတို့ကကုံသွယ်ရေးလည်းမရှိဘူးတို့ဘုန်းကြီးများလိုပဲအစီဝိုင်းမှမရှိဘူးကွာမြန်မာလိုပြောရရင်လဲမထွန်တတ်စဘာမစိုက်တတ်စီဝိုင်းမလုပ်တတ်တဲ့ပုဂ္ဂိုလ်တွေမင်းတို့ကလဲထွန်တဲ့နွားမွေးတဲ့စီဝိုင်းလုပ်တယ်တဲ့ဝဏိဇာကုံသွယ်ရေးလုပ်တယ်တဲ့မင်းတို့မှရွှေတွေငွေတွေရှိတယ်သူတို့ကရွှေငွေလည်းမရှိဘူးချို့ဆိုဝတ်စားမပါတော့ရှိသေးတယ်အခြေအနေရတယ်တော့တခါတည်းကျရင်ကိုကရေချိုးနဲ့တည်သွားအဲ့ဒီရေချိုးတဲ့ကောင်အဲ့တိုင်းဖြစ်သွားမှာအဲ့ဒီပုဂ္ဂိုလ်ကသမီးရှားလေးနဲ့တည်သွားသမီးရှားနဲ့ဖြစ်သွားတာဒါပဲဝတ်စားအဲ့ဒါကြောင့်မလို့တို့ဗမာမြန်မာလူမျိုးတွေကဒီလိုကွယ်လွန်သွားတဲ့ခါမှာအဲ့ဒီအမေရဲ့ထမိန်လေးတွေပစိုးလေးတွေအင်ကြီးလေးတပည့်လေးတွေအဲ့ဒီအလောင်းဝေးခေါင်းနာထားတာအဲ့ဒါပဲဘုန်းကြီးဆိုလည်းသင်္ကန်းလေးတွေထားပေးရပဲအဲ့ဒါတို့စီးပွားရေးလည်းမရှိဘူးတဲ့ဝဏိဇာကတိလက်ထွန်ချင်းတွေဂောရကနွားမွေးတာတွေကားထောင်တာတွေဘာမှမရှိဘူးတဲ့သူတို့မှမရှိဘူးတဲ့မင်းတို့ကရှိတယ်တဲ့ဒါကြောင့်မလို့ဣတောဒိဏိနယာပင်ဒီအဲ့ဒီပေဒတွေကတခုတည်းပဲရှိပါတယ်တဲ့ဣတောဤဒုပြည်ကနေဒိဏိနပေးလိုက်တဲ့အရာနဲ့ပဲပေဒကာလင်္ကတဘဝဟောင်းမှာဘဝရတဲ့တခုတို့ရွေ့သွားတဲ့ပုဂ္ဂိုလ်တို့သည်ယာပင်ဒီမြတ်တတ်ကြပါကုန်ကိုပေးလိုက်တဲ့နဲ့စားတယ်လို့ဥပမာလေးပြောမယ်တဲ့ဩနမေဝဥဒကံဝုထံယထာနေနပေါ့ဒါကြောင့်မလို့ပေးတဲ့သူကအမြင့်မြင့်တဲ့နေရာမှာရွာချလိုက်တဲ့မိုးရေတွေကနှိမ့်တဲ့နေရာကိုစီးသွားသလိုပဲတဲ့ကုသိုလ်လုပ်တဲ့ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကအမြင့်မှရှိလိုက်တာပြီးအောင်သူတို့ဒီကကုသိုလ်ကြီးကဟိုးနတ်ပြည်အပေါ်ထဲစီးတယ်အဲ့ဒီနတ်ကလည်းအောက်ရောက်သွားတယ်ဗြဟ္မာလည်းအောက်ရောက်သွားတယ်မေတ္တာပို့လိုက်ရင်ဗြဟ္မာတွေကကိုယ့်အောက်ရောက်သွားတယ်ကုသိုလ်ကောင်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်ကအပေါ်မှာအမြဲတမ်းရှိပါတယ်တဲ့ပုဂ္ဂိုလ်စဉ်းစားကြည့်ပေါ့အလူတန်လုပ်တယ်ဆိုပစ္စည်းတွေဝေးတယ်ဆိုပတ်စံဝေးတဲ့ပုဂ္ဂိုလ်ဆိုလက်လေးဖြန့်တာလေပေးတဲ့ပုဂ္ဂိုလ်ကအောက်ကဒီလိုပေးတာမဟုတ်တော့အပေါ်ကပေးတာပဲနည်းနည်းကြည့်လိုက်ပေါ့အောက်လက်ခံတဲ့ပုဂ္ဂိုလ်အောက်ကလက်ခံတာပေးတဲ့လူကအပေါ်ကပေးတာအနည်းရှင်းရှင်းလေးပဲဆွမ်းလောင်းနေဆိုတော့အောက်ကဘုန်းကြီးတပိတ်နဲ့ခံတာသူလည်းအောက်ကပဲရဟန်းတန်ခါမလို့တာသူကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားသူလည်းယူတဲ့အခါအယူတွေကပါတာပဲသူကတော့သီလသမารိအားရှိတာဖြစ်ချင်းရောပေတတူလို့မဟုတ်ဘူးပေါ့ဘုရားရဟန်းတာတန်ခါတော်ရှင်သူမြတ်တို့ကတော့ဟိုဆွမ်းလောင်းလိုက်ပြီဆိုလို့ရှိရင်တပိတ်နဲ့ခံတော့ခံတာပဲသို့တော်သူတို့ကမြင့်မြတ်တဲ့အရိယာနွယ်ဝင်နေဖြစ်ချင်းရောသူတို့ကတော့နှိမ့်နဲ့ထဲလို့ဒီလိုမထည့်ဘူးပေါ့ဒါပေမဲ့ရေပုံရကြည့်လိုက်လို့ရှိရင်လည်းတပိတ်လေးခံလိုက်ရဘုရားဆောင်းလောင်းထဲတာသင်္ကန်းကတ်တော့လည်းလက်လေးနဲ့ခံဘုရားပေးတာရေပုံရကြည့်မယ်ဆိုရင်ဩနမေဥဒကံဝဋ္ဌံယထာနေနံပဝတ္တိမြင်သောနေရာကမိုးရွာချရင်မိုးရေတွေနှိမ့်တဲ့နေရာကိုစီးသွားသလိုပဲအေဝမေဝဣတုပဲဣတောဤလူပြည်ဒိဏံပေးလိုက်တဲ့အရာတွေပေတနာကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်တွေမိဘဘိုးဘွားတွေဥပကပ္ပတိရောက်ပါ၏ရောက်တယ်တဲ့ဘုရားဟောတာအရှင်မြတ်ပြပါဆိုလို့တော့အဲ့လိုတော့လာမပြောနဲ့ကတိကဖယ်တော့မလုံးနဲ့ဒါတော့မပြနိုင်ဘုရားဟောတဲ့ပါဠိတော်ထဲမှာမြတ်စွာဘုရားသဗ္ဗညုတဉာဏ်အရှိအနောက်တောင်မြောက်ပြစ္ဆုတ်ပံအတိတ်နာကကာလ3ရက်သိပြီအတွင်းပြင်အယုတ်အမြတ်တွေကိုအနီးအဝေးတွေကိုပိုင်းခြားသိမြင်တော်မူတဲ့ဘုရားရှင်ပြောတဲ့စကားကိုကြည့်ပြီးတော့ဘုရားဟောတဲ့ဓမ္မကိုကြည့်ပြီးတော့ပြောလိုက်တာပါရောက်သွားလားလို့အဲ့လိုတည်းမေးရင်တော့မျက်စိနဲ့မြင်တာတော့မရှိဘူးမျက်စိနဲ့မြင်တာတော့ဒီလိုမြင်ရတာတော့မရှိတော့လည်းပဲ example တွေပေါ့ဥပမာတွေဒါတွေကတော့အချိန်များစွာရှိပါတယ်မန္တလေးမှာစိတ်ကောင်းမရှိတာပေါ့သူဆရာတော်တို့မတိုင်ခင်တည်းကလည်းဘုန်းကြီးတွေနဲ့အဲ့ဒီအိမ်နဲ့ရင်းနှီးတယ်ညနေပဲသွားရင်ကွာကုနာပြောပြီးချက်တုံလေးလိုအဲ့ဒီဂျင်းတုံလေးကျုပ်အဲ့လိုပေါ့မန္တလေးစာသားဆိုတို့တွေရင်းနှီးတယ်ပေါ့သူတို့ကိုရိုးရှိမတိုင်ခင်ကလည်းအဲ့ဒီအပြူကြီးကဘုန်းကြီးတွေကိုမုန်းတယ်သူ့မောင်ကလည်းဘုန်းကြီးတွေကိုကြည်ညိုတယ်သူ့မိန်းမလည်းကြည်ညိုတယ်အဲ့ဒါဘာလို့လဲဆိုတော့ရုပ်တာပေါ့ဒီဘုန်းကြီးတွေထိုင်တဲ့နေရာကိုရှူးနဲ့ပေါက်ပြတယ်ဒီတော့တရေဖြစ်ပြီးအဝတ်စားမရှိတဲ့တရေဖြစ်ကိုလည်းမသိပါဘူးသိပြီးတော်ကြာမှရောက်သွားတာပဲတန်ခါတယ်ကိုကအဲ့လိုမျိုးတော့နည်းနည်းလေးဓမ္မစီတွေကဘုန်းကြီးတွေ6ပါး9ပါးဒီလိုပဲကိုလိုလည်းယူနေတော့လက်ဖိတ်တော့ဘယ်လိုပေါ့ဒီလိုပေါ့အဲ့ဒီသူကရောက်လာအဲ့မိမကြီးရောက်လာ
ဒီဥကောတန်လာကိုတဘိုးရှိတယ်သူမြစ်တာပို့ပြီးရင်ရောက်တော့တယ်ဘာလို့လဲကိုလည်းမသိဘူးငိုလိုက်တာအဲ့ဒါတို့ရောက်ပြီးအဲ့ဒီအိမ်ကိုတို့တွေရောက်ပြီးတော့ကြာပြီ၄နှစ်ကြာတယ်တဲ့ဒီလိုစကားပြောဖို့အတွက်နှစ်20လောက်သိတာ၄နှစ်ကြာတယ်ကောင်းစက်ကောင်းပသိမ်ကြီးကတောင်လေးနားမှာနေတယ်တဲ့ပသိမ်ကြီးနဲ့ဒီတာနာတက္ကသိုလ်နားနဲ့ဘာမှမဝေးဘူးလေလမ်းလျှောက်လို့ရှိရင်မိနစ်20လောက်၄နှစ်ကြာတယ်တဲ့ငါတို့ဘွဲရတော့အခါရောက်ကြမှာသူဝင်ပူးနိုင်တယ်၄နှစ်ကြာတယ်လားမလေးလမ်းမှာလမ်းဖြတ်ရိုက်ဘယ်လိုဖြတ်ရိုက်မဆိုလဲငါအမပြောတယ်ဖြတ်ရိုက်လမ်းမှာကဖြတ်ရိုက်တာလေအဲ့လိုကောင်းမဘာလားလို့ကိုတော်လုံးကြီးကိုသူတို့ချင်းတွေ့တယ်လေရိုက်ပစ်တာတဲ့ကြာ၄နှစ်ကြာတယ်သူပြောတာအဲ့လိုတော့ဒီတန်ဃာတော်ရှင်မြတ်တွေကိုဝင်ချပါတယ်ဝင်အဲ့လိုပြည့်နေရောက်လာအဲ့တော့ကိုကသိလိုက်ပြီဘုန်းကြီးတွေဘုန်းကြီးတွေကဘာမှမပြောရတယ်ဆိုတော့လည်းသင်္ကန်းလေးတော့ဝယ်သင်္ကန်းတစ်စုံဝယ်ပြီးတော့ထမိန်ကတော့လေထားပေါ့လေထမိန်ရောအဲ့ဒီ body ဒီပါအကုန်ပါတယ်ဝက်စားဝယ်ပြီးအဲ့နာရေးစက်ချရေးစက်လေးချတန်ဃာ6ပါး9ပါးတို့ဒီတန်ငယ်ချင်းတွေငါပဲဟောပါတယ်အဲ့ဒီရေးစက်ချတာ1990နဲ့93အဲ့လောက်ထမှလည်းကြည့်ရတယ်90အဲ့လောက်3အဲ့လောက်အဲ့ရေးစက်ချတယ်နောက်တစ်ရက်နဲ့ကြာတော့ဝင်ပြီးတော့ဒီမိမတယောက်ဝင်ပိုးတယ်တချို့ကိစ္စတွေမှာကုသိုလ်လုပ်လဲလို့တည်သွားတာမဟုတ်ဘူးနော်ဟောဆိုကကြီးမိမမကကတည်ပြီးမခကမွေးတယ်ဆိုတာအဲ့ဒီဒါနကြောင့်တည်သွားတယ်ဒီလိုမျိုးစနဲ့ဘုရားရှင်လက်ထက်ကမြတ်စွာဘုရားကနေရာပေးလိုက်တာဖြစ်ခြင်းကြောင့်ဒီဇေဒဝင်ကျောင်းရဲ့ခေါင်းရင်းလေးမှာမင်းနေကွာလို့မြတ်စွာဘုရားပြောလိုက်တဲ့အခါမှာအဲ့ဒီနေရာမှာကာယကံရှိတဲ့ပုဂ္ဂိုလ်ကသူသေမဲ့အချိန်နဲ့သူနေမဲ့အချိန်နဲ့ကိုဘုရားကမြင်တာဘယ်လိုလဲသတ်မှတ်ပြောကြတော့ကောင်းမှုလို့လေလို့မဆိုတော့ဥက္ကင်ရွှေကအခုတနေရာမှာနေနေတယ်ဒီနေ့ကုသိုလ်ကောင်းမှုကြောင့် तू ကမြင့်တဲ့နတ်ကြီးဖြစ်တယ်အဲ့နေရာလူကသေသွားတယ်ယာတုအပြောင်းရွှေ့လို့ပေါ့ကိုလူသေမှာကိုမြတ်စွာဘုရားမြင်နေတာဘုရားတရားကြောင့်သေတာတော့မဟုတ်အဲ့ဒါနဲ့အဲ့လိုပြောလိုက်တဲ့ခါကျတော့အဲ့ဒီဂုရိရှိမှာပေါ့ကုသိုလ်တော်ဘုရားနာကဇယိုက်ပေါ့ဒီဓမ္မတွေဟိုဒါပါဠိတော်အဲ့မှာအဲ့မှာအကောင့်တွေရှိတယ်ဟိုဒီမှာ929ချက်ရှိတယ်929ကောင်ရှိမယ်အဲ့ဒီကတကောင်သေသွားတာကိုတို့လို့သေတာမဟုတ်အဲ့ဒီသေတဲ့နေ့ तू ကဘတ်ဆိုအဲ့နေဒီကုသိုလ်ကောင်းမှုရောသူ့တဲ့ကြီးတဲ့ကောင်နင်းအဲ့ဒီနေရာချတာပေါ့အမင်းကကူဘာလဲမြောက်တကုံမြို့နယ်ဥက္ကရာဖြစ်နေတယ်ဥက္ကရာရွှေသွားလို့မင်းကိုထဲလိုက်တာဒီ9ရက်တကိုးကြောင့်မင်းသေတာတော့မဟုတ်ဘူးအဲ့ဒီတန်ဃာတွေရှင်မြတ်တယ်ခေါ်လိုက်ကိုဟာ तू ကဝန်သားလည်းနဲ့ညနေပဲကြီးလာပင့်တာဘာလို့ဟိုတခါအပြူကြီးဝင်နေလို့လေဘာဖြစ်လို့လဲဟာဥကောသနာကိုတွေ့ကြလို့ဘိုင်နေတယ်ဟာဘုရားရဲ့တရေကငါတွေ့ကြတယ်အဲ့သွားတော့မှကျေးဇူးတင်ရငိုးပြီးတော့သူ့ရဲ့မိသားစုတွေတန်ဃာတွေရှင်မြတ်တွေကိုသူမယူမသိလုပ်ခဲ့တဲ့အားတောင်းပန်ပြီးတော့သူအခုသူ့ခန္ဓာကိုယ်ရဲ့လည်းအဲ့လိုသေးစော်တွေအမြဲတမ်းနန်းနေတယ်။တောင်းဒီမှာသူတန်ဃာတွေရဲ့ကြော့6လောက်တွေကိုကြော့သူဝင်ပိုးတာအဲ့ကြော့ပြီးတော့သူကလည်းသူရေလေးဒီမွေးနတ်သားလေးနဲ့ဖြန်းလိုက်တော့အဲ့ရဲ့ကျေးဇူးလေးဒီသင်္ကန်းလူတွေကျေးဇူးတွေနဲ့ဝေးကြိုင်ပြီးတော့အဲ့ဒီတက်က3ပုံနဲ့ထူတဲ့နေရာကဇယိုက်တစ်ခုမှာသူနေရတယ်သူ့အစားအသောက်တွေရောက်လာတယ်။ပြောချင်တဲ့သဘောကအဲ့ဒီလိုပုံစံမျိုးလေးတွေတော့တော်တော်များများကိုယ့်ရဲ့နှစ်ပေါင်း40ကျော်မှာတော့အကြောင်းရ30 40 50အဲ့လိုမျိုးတွေ့ရပါတယ်ပထမဆုံးတွေ့ဘူးတာကတော့ကိုရင်လေးနဲ့ပါအရင်ကိုရင်ဆိုတော့ဖွင့်ချိန်ဆွဲရတာပေါ့ဒီမြောက်တကောင်ကအရှင်ဒီဇနီးရဆိုတော့ तू ကတာရှဆရာတော့အဲ့ဒီမှာလှမ်းကြည့်လိုက်တော့ခလေးဆိုတော့လေကိုရင်လေးဆိုတော့လေမမြင်ဘူးလေသင်္ကန်းကတ်တာတော့မြင်မှုတာပေါ့မိမဝတ်တဲ့အတွင်းကန်မိမဝတ်တဲ့အတွင်းကန်ကိုသူတို့ကလည်းပလက်စိတ်လေးနဲ့မြင်နေရတယ်လေသူမိမဝတ်တဲ့အဝိစားကြီးကိုဒီကလေးကသိကျင်တာပေါ့အဲ့ဒါလေးသူပွဲအောင်လေးထိုးတာမလုပ်တာလေသိတယ်တော့မေးတာပေါ့တက်တိနေအကြောင်းကြောင့်မှပြောမယ်ဆရာတို့ရေးစက်ချတယ်အဲ့တော့မှသူအဲ့ဒီမိမကအပေါ်မရှိဘူးအဝက်အပေါ်မရှိတာရှိတော့သူ့ရဲ့ဟိုပေါ့နည်းနည်းဩဇာရှိတဲ့ကောင်တွေအဲ့ဒီသူ့ရဲ့ရင်သားကိုကင်လိုက်စိတ်လိုက်လို့သူပခန်းစားနိုင်လေဘုန်းကြီးတွေဒီနားပါပဲ4000ဒီနားလေးတွေအဲ့ဒါကျွန်ုပ်ကဆရာတော်ကြီးရဲ့ပြောအဲ့ဒီဘုန်းကြီးဥဒေစနေအခုတော့ပြန်တော်မူသွားပါပြီမြောက်တဘုံတန်ခါအောင်တော်မရဲ့သားမင်းကလည်းလူကြတဲ့ပြီးတော့ဘုံတောင်းသိကျင်လို့ကိုရင်လေးအဲ့မှာသူအဲ့ဒီသင်္ကန်းလူပြီးတော့အဲ့ဖြူလေးလေသင်္ကန်းအဝါသင်္ကန်း9စုံကအဝါဒီ body ကဖြူဆိုတော့ငါလည်းကလေးဆိုစိတ်ဝင်စားတော့ဒါကြီးကဘာလို့ဘုန်းကြီးတွေလူတာလဲဘုန်းကြီးတွေဝတ်လို့ပါမရဘူးမဟုတ်ဘူးအဲ့ဒါကရေစက်ချတဲ့ထဲလိုက်တော့ဟိုမျိုးသမီးကအဲ့ဒီဝတ်စားတွေရပါတယ်လို့ဆိုပါတယ်ဒါမှသင်္ကန်းလူတဲ့သင်္ကန်းလူလိုက်တာနဲ့အဲ့ဒီနတ်ဝတ္တစားတွေသင်္ကန်းရဲ့တကူကအလွန်ကြီးတယ်သူကသ
ငန်းလူလိုက်တာအဲ့ဒီကုနာအမျိုးသမီးကိုလည်းငါကိုရင်ထဲကအတွေ့အကြုံရှိတာဖြစ်ချင်းကဲသင်ငန်းဝယ်သူ့ဘာချမ်းခဲ့သူ့ရဲ့ငကတ်တွေပါချမ်းခဲ့သူ့ပစ္စည်းရောင်းလာသူ့ပစ္စည်းနဲ့ဝယ်ဆိုသူ့ပစ္စည်းငကတ်အဲ့သူချမ်းခဲ့တဲ့ထမိန်လေးအစ်စ်တွေပါတွေကိုဘုန်းကြီးတွေကိုနေကရန်တွေပါချုပ်ထုတ်လိုက်လို့ဒါကြောင့်မလို့ကွယ်လွန်သွားတဲ့ခါကျရင်ကြံရစ်ခဲ့တဲ့ထမိန်တို့ဘာလို့အစ်စ်တွေကိုထမိန်အစ်စ်ဆိုတာအထက်စင်ကိုဖြုတ်ပြီးဆက်ပြီးတော့ဘုန်းကြီးတွေကိုတွေ့ကွယ်လွန်သူဘသူရဲ့ဒေါ်တန်းဟန်ရဲ့ကောင်းမှုဆိုတွေ့ပါလိမ့်မယ်ထမိန်ပဲဖြစ်ထမိန်ကလည်းမဝတ်ရသေးရင်ရဟန်းတွေကိုလှူကောင်းတယ်ထမိန်တော့ချုပ်ထားတယ်မဝတ်ဘူးသေးဘူးထက်စင်ကိုဖြတ်တယ်ဒီဘုန်းကြီးတွေကထက်စင်ဖြတ်ပြီးအဲ့ဒါတွေကိုဆက်ပြီးတော့ like ဘုန်းကြီးတွေနောက်မှာတွေ့ဦးပါလိမ့်မယ်ကွယ်လွန်သူဘလူဆိုပြီးတော့ထမိန်အစ်စ်ငါတို့အမေဆိုထမိန်အစ်စ်တွေထဲ350လောက်ကျန်တယ်အဲ့ဒါတွေကိုခုနပြောတဲ့ထက်စင်ကိုဖြတ်ထက်စင်ကတော့ဘလူကောင်းပေါ့ထက်စင်ဖြတ်အဲ့ဒါကြီးဖြတ်ပြီးတော့အဲ့ဒါတွေချုပ်ပြီးတော့ဘုန်းကြီးတွေရဲ့နောက်မှာ like ကားတွေကလကားတွေသူတွေသုံးရပါတယ်လူလို့ရပါတယ်အဲ့လိုဆိုတော့ပြီးရင်ရတယ်အဲ့လိုလေဩနမိဝဥရကံဝဋ္ဌံယထနေနံပောတတိမြင်သောနေရာကပြီးလိုက်တဲ့ကုသိုလ်မိုးရေများသည်နေသောပုဂ္ဂိုလ်တွေရှိကိုစီးပါတယ်နေသောပုဂ္ဂိုလ်ဆိုတာမင်းတို့ရဲ့ဥခင်ရွှေတော်တန်းအသည်နတ်မိဖုရားကြီးတွေနတ်သားကြီးတွေဖြစ်နေတယ်ဒီလူသားရဲ့ကုသိုလ်ကောင်းမှုဟာသူ့ကြီးရောက်မှသူ့ကိုနေတယ်လို့သူပြောတာအပေါ်အမြင့်မှရောက်နေရင်လည်းနေတယ်လို့သူသတ်မှတ်ပါတယ်အဲ့ဒါဧဝမေဝဣတောဒိဏဒီဘဝကနေပြေးလိုက်တဲ့အရာဒီပေတနာဥပကပ္ပတိရောက်တယ်တဲ့ဘုရားကယထာဝါရိဝပူရပရိပူရဏိတာကရာရေတို့မြည်ဒီစင်းနဲ့ဒီဘက်ချောင်းနေမြစ်တွေကနေစီးနေမာသမုဒ္ဒရာကြီးဖြစ်သွားတာဒီရေတွေကပဲသမုဒ္ဒရာဖြစ်တာဘိုးတွေရွာချောင်းနေအစီးချောင်းနေမြောင်းနေရချောင်းရောက်ချောင်းနေအယူမြင့်ငယ်ရောက်မြင့်ငယ်မြစ်ကြီးရောက်မြစ်ကြီးကပင်လေရောက်ပင်လေကနေသမုဒ္ဒရာတွေရောက်သွားတာရေတို့မြည်ဒီအဲ့ဒီတိုင်းပါပဲတဲ့အဲ့ဒီကုသိုလ်ကြီးကလည်းခုနတုန်းကဥက္ကင်ရွှေတော်သန်းတော်မမဆိုးတဲ့ဒီမှာငမိုးရေချောင်းဖေးကမြောက်တကုံဓမ္မစီချောင်းထဲမှာလှုပ်လိုက်တဲ့အရာလေးဒီသေးရင်သေးမယ်ကြီးရင်ကြီးမယ်အဲ့ဒီကုသိုလ်မွေးလေးကမြောင်းထဲရရေလေးပဲထားလိုက်ပါတော့တဲ့အဲ့ဒီမြောင်းထဲရဒီတိုင်းမနေပါဘူးတဲ့ပဂရိမြောင်းရည်တွေကရေတွေရတာခမ်းသွားမယ်အဲ့ဒီကုသိုလ်မိုးရေကအဲ့လိုမခမ်းဘူးအဲ့ဒီမြောင်းငမိုးရေချောင်းနေတော့ဇွန်တော်ရောက်ဇွန်တော်နေရန်ကုန်မြေရောက်ရန်ကုန်မြေကနေပင်ကလာပင်လဲအော်ရောက်ပင်လဲရနေပြီးအိန္ဒိယသမုဒ္ဒရာတဲ့ထိအောင်ပြည့်သွားအောင်စီးတယ်ဘုရားရှင်အဲ့ဒီရေတွေကပရိပူရဏိသာကရံသမုဒ္ဒရာတဲ့ထိအောင်ရောက်သွားတယ်တဲ့ကဲပြီးသွားပြီဧဝမေဝဣတုပဲဣတောဤနေယမနေသားတို့သမီးတို့လှူလိုက်တဲ့ဥထေဝင်းတော်ရွှေစင်ဖြိုးမိမမေကျွန်းထိန်ဝင်းတို့မိသားစုဘက်ကလည်းအမြပေးဦးလိုက်တဲ့ရေစက်ချတဲ့ကုသိုလ်တွေအစိုးကတော့မလုပ်ဘူးထင်တယ်ကွာဒါတို့လည်းမဟုတ်ပါသေးပါဘူးအစိုးကတော့ဘုန်းကြီးတွေလည်းမေ့နေုံရပါတယ်ပုံမှန်ကြည့်ရတာတို့ဟောမဲ့တရားလေးပြင်ရင်းနဲ့စာပေဆိုတော့အကုန်လုံးတော့လည်းငါတို့လည်းဖျားမဟုတ်တော့အကုန်လုံးတော့မသိဘူးပေါ့ဒီနေ့ကြည်ရင်နဲ့တိုးတက်လာတာတွေသိတယ်လည်းသူရှိတာနေတိုင်းကြည်နေတော့လေဒီလောက်များပြတဲ့ဓမ္မခန္ဓာ7400ရေတယောက်တည်းလည်းအကုန်လုံးပဲခေါင်းနဲ့ထည့်နိုင်မလဲအဲ့တော့တရားမင်းတို့နတ်ပြည်မှာပြဿနာတက်တာသူတို့ကုသိုလ်ကောင်းမှုမရောက်ဘူးဒါသိကြတယ်လူပြည်ပြန်ဆင်းလိုက်ဘုရားရှင်ကိုပြောတော့မှမြတ်စွာဘုရားတရားဟောလိုက်တော့ဘာပြောလဲဆိုတော့အဲ့ဒါကိုဆရာတို့ကတရားကောင်းစဉ်နဲ့ပေးထားတယ်ဟောထိုးဘက်ပါဖျားဖို့ဟိုဘက်မှာဟောဖို့ပါစင်ရကင်းပြတ်ချမ်းသာမြတ်နတ်တို့တောင်းတသည်လို့အဲ့တော့မှအဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးသူတို့ကိုပေးဖို့မရဘူးကြည့်ရတရားမင်းရဲ့စကားကိုထောက်ရင်မြတ်စွာဘုရားနောင်များဖြင့်ယဟန်ဒီတရားပဲဆွေးနေကုသိုလ်ကောင်းမှုလုပ်ပြီးသူတို့အမြလေးပေးဝေပါတဲ့အဲ့လိုရှောက်သွားတော့မှဘုရားရှင်အဲ့ကြမှာချက်သားတို့ဣဇာတက်ခင်ကတ်တော့ဒီနေ့ကစပြီးတော့တရားစကားပဲဆွေးနေကောင်းမှုလုပ်ရင်သူတို့အမြပေးပါလို့ဘုရားအဲ့တုန်းကပြောတော့ရှေ့မှာမပေးခဲ့ဘူးလို့အိဗေရတော့ဒါကိုထောက်ထားလိုက်အနန္ဒာဒီနေ့ကစပြီးအခုလိုတရားလေးပဲခေါ်မယ်ကုသိုလ်ကောင်းမှုလုပ်ရင်သေးပဲလုပ်လို့ကြီးပဲလုပ်လို့တရားဝဲဖြစ်သူတို့ပေးပါကွာသူတို့ကတောင်းတနေတယ်ဟိုမှာဒါတော့ပိတ်တာမဟုတ်ဘူးနော်နတ်ပြည်နှစ်ထပ်ကိုအစိုးရနေတဲ့တရားမင်းလို့ပုဂ္ဂိုလ်တော်မှာသူတောင်းတနေတော့ဘုရားကသူအဲ့ဒါအရှင်မရဲ့လျှောက်ထားပေးရစီတဲ့နောင်များတရားဝဲပဲဖြစ်သီလလေးပဲယူကောင်းမှုလေးပဲလုပ်တောင်းဆရာတော်ကသေးလေးလူလည်းကဲရေစဲလေးချအောင်မနေ့ကဆေးလေးလူတယ်သေးလေးလူလည်းဆရာတော်ကတချို့ကကြတော့လေလူတွေကလည်းတစ်ခါတည်းကြတော့ဓမ္မစရီတို့လည်းနည်းနည်းလေးပေါ့မင်းတို့နိုင်ငံမင်းတို့လူမျိုးတွေနဲ့ဒီမိုးတို့ငငယ်တို့ဖေတို့သိပြောတာဒီမိုးဒီလေဒီလူတွေဒီအဖေကပြောတာရှိတယ်ဝိသကုအောင်ပါသေးတယ်ဦးတမ်းမြဒီမိုးကိုမြင့်ခလေးဘာလေးသင်ပေးနေတာ
ဟိုတခါကြီးတော့သိမောဒီမိုးဒီနေဒီလေဒီလူတွေဒီခွေးတကိုးတွေနဲ့ဒီမြေမှာနေရခဲ့တော့အဖေကအဲ့လိုပြောတယ်ဒီအချိန်မရဘူးဖေဟာမင်းကွာအဝေးသွားမှသွားပြီးတော့မင်းတို့အဝေါ်စရာကောင်းတာလေမင်းတို့အဲ့လိုလူတွေမင်းကလည်းအုပ်စုစုလာတယ်သူတို့ကိုရှိမယ်သူတို့ပတ်စံ10သိန်း15သိန်းလှူသွားပါတယ်ဒီစလေးချမလားဆိုအချိန်မရဘူးဂိုးလိုက်တော့ဆိုလိုက်မင်းတို့အဝေါ်စရာကောင်းတာလေမင်းတို့လုပ်တဲ့ကုသိုလ်ကောင်းမှုလို့ဣဒံမေပုံညာအာသောခံယဝံဟောတုဒါလေးဣဒံတပ်ပေတတ္တနာတပ်ပတ္တနာဘာစေးမှာဒါလေးကတရားအကျယ်ကြီးမောတော်မှာမိနစ်9မိနစ်ကမင်းတို့အချိန်မပေးဘူးမင်းတို့ပေးချင်တယ်ကျမင်းတို့လူတွေကပေးတယ်မင်းတို့အကယ်ဒမီပေးပဲ3နာရီထိုင်တယ်ဖဲရိုက်တယ်တနေဝင်ရိုက်တာပါဖဲရိုက်တယ်ဘယ်သူမှတနာရီမရိုက်ဘူးငါလည်းဖဲဝိုင်းနေငငယ်လေးအကောက်ဖူးတာမိုးတလင်းချတာနော်မိုးတလင်းချတာဆရာတော်ရဟန်းတကဖြစ်သွားတဲ့လူတွေကဖဲရိုက်တာဘလောက်များသူတို့ကဆရာတော်တို့ဆရာတော်ရဲ့ဒီဘက်ကဝိပဿနာဟောတယ်သူတို့ကခေါင်းရဖဲရိုက်တယ်ဘလောက်တိအောင်လဲအဲ့ဒီညီကိုတွေကဥအောင်သိဥတာဝင်သူ့ညီကိုတွေဘလောက်ရိုက်လဲဆိုအိမ်နာတက်လို့မရတော့ဘူးမစင်မထွက်တော့ဝင်ခိုင်သွားဟာဆေးုံရောတော့မှတို့ဒီဟာကြီးကမကောင်းဘူးအဲ့လိုသမင်းပေးတာထိုင်ပြီးတော့တမိုးနေ9ရိုက်တာလို့ချတာအဲ့လိုချတာမှသူတို့ကအဲ့ဒီဖဲဝိုင်းမှာဆရာတော်ရဲ့တို့ဆရာတော်ရဲ့လည်းဘေးနဲ့မကလကားလေးနဲ့မတရားဟောတာနောက်ကျတော့အဲ့ဒီဖဲသမားတွေအကုန်လုံးဆရာတော်ကြီးဥက္ကဋ္ဌဗုဒ္ဓရဲ့တပည့်တွေကျောင်းတကာတွေဖြစ်သွားတယ်အဲ့ကြောင့်တပည့်တို့ဖဲသမားဘဝတွေဖြစ်တာပါတဲ့သူရိုက်တယ်လေဟဲ့တဲ့ပုဂ္ဂိုလ်ကဘယ်သူမှတဏှာကြီးမရိုက်ပါဘူးတရားလေးတဏှာကြီးကျတော့အချိန်မပေးခြင်းဒါကြောင့်မို့လို့ပြောတော့ပါဘူးလောဘဒေါသမောဟတွေဟာခဏခဏပြောကိုလည်းမဆိုပြတော့လောဘဒေါသမောဟတွေဟာလောင်မီကိလေသာသဘုံတောက်လို့သွားသဘုံမဝေါလို့သွားအကုသိုလ်စိတ်ဆိုးတွေဟာပြုလွယ်ဖြစ်လွယ်ဆေရထက်သန်ဆိုလွယ်တယ်လေလွယ်တယ်လေးပဲအဲ့လောဘဒေါသမောဟတောင်းနေတာလောဘဒေါသမောဟတွေဟာလောင်မီကိလေသာလောင်းနေတာသဘုံတောက်လို့သွားသဘုံမမောက်လို့သွားအကုသိုလ်စိတ်ဆိုးတွေဟာပြုလွယ်ဖြစ်လွယ်ဆေရထက်သန်ဆိုမဖို့နေရလမ်းကိုနှမ်းဖို့ခြင်းရွယ်သေးစိတ်ပါအဲ့ကြစိတ်ကောတတ်နိုင် sorry ရတာတော့ပါဘူးဒီဟုတ်တယ်နော်အဲ့ကြစိတ်ကောပါဘူးတဲ့မင်းရင်ပုံရင်နဲ့ရနိဗ္ဗာန်သွားဖို့ဟောပဲကျတော့အတင်းပြောတော့မင်းတို့စဉ်းစားကြည့်လေမင်းတို့တယ်လီဖုန်းထဲမှာကြည့်လိုက်လို့ရှိရင်လေ6တက်အဲ့ဒါတွေကများနေတာလေမင်းတို့အကုသိုလ်ကြီးတည်းထည့်ထားတာ Facebook တွေအကျဉ်းတဲ့ချက်တွေဟာလွယ်ကူကူပဲဆဲတယ်ဆိုတယ်တေကကောင်းတယ်ကွာဟာဒါကိုကြည့်ပြီးတော့ဆရာယူပြုံးချိုးအခုသူစိတ်ဆိုးတွေဟာပြုတ်လွယ်ဖြစ်လွယ်ဆေးအားထက်သန်စွာမဖို့နိဗ္ဗာန်ကိုကြောင်းပြန်ရွေးစေစိတ်ပပဟောမပါရင်ဘာဖြစ်မလဲနေအောင်ကိုလုံအောင်မေးတဲ့လေးဘုံပဲရွာလေးဘုံပဲရွာဟိုလေးသွားတာပဲလေးဘုံပဲရွာပဲအဲ့ဒါပဲဒါကြည့်လိုက်ဒါလေးကြည့်လိုက်ရင်ဩတို့တွေကဘက်ကိုကြည့်တယ်ကိုစိတ်အားတန်တာကြတော့ကိုလောက်တာပါပဲဒီစလေးချဖို့အတွက်တရားမင်းကြီးကိုယ်တိုင်ကမြတ်စွာဘုရားရှင်ဘုရားဒီကနေရှေ့လျှောက်တန်ဃာတော်ရှင်မြတ်တွေသူတို့အချင်းချင်းတရားလေးပဲဆွေးနွေးတာဖြစ်ပါစေတော့အချင်းချင်းဝိသုဒ္ဓနဲ့ဆရာတော်တရားလေးဆွေးနွေးတယ်တိတိလေးမဟာတဝဓမ္မတဝနာတရားပွဲအကြီးကြီးဒီစလေးလာချတာသရဏဂုံလေးယူတာအဲ့ဒီသေးသေးလေးလုပ်ငန်းလေးဖြစ်ဖြစ်ကြီးလုပ်ငန်းဖြစ်တပည့်တို့အမြတ်လေးပြေးကမှာတန်ဃာတော်ရှင်သူမြတ်တွေကပေးလိုက်တဲ့အမြတ်သူတို့ရကျင်တယ်တဲ့ကဲကောင်းရောဗျာကဲအတကြမ်းမင်းကဒီဘိုးယုံမူကြီးတွေတမရာကြီးတွေတားတယ်လေနတ်ပြည်နဲ့ထက်ပိုင်းနေတာလေအဲ့ဒီလူကတော့ကုသိုလ်ကောင်းမှုတောင်းတတယ်ဆိုဒီတန်နဲ့ကြံတဲ့လူပြောကြမှာမလို့တော့ဒါမဲ့ဘာလို့လဲလူချင်းမှုတွေအားရှိတယ်လောဘပြမမှုတွေမကျင်တဲ့ချက်တွေများတယ်ဒေါသမသိနာမလဲမှုတူဝေမှုတွေကြီးများတယ်မောဟဒါလေးကြည့်လောဘဒေါသမောဟအချင်းအောင်မှဖွင့်တယ်ဒီဆရာတော်ဘုရားကြီးရောက်တော့ဖတ်ဆိုတချင်းလေးပိတ်တယ်ပြန်ဖွင့်စမ်းกว่าလေဆရာတော်ကြီးကပြန်ဖွင့်စမ်းအစဆုံးနာတော့စဖွင့်လိုက်တယ်တေဘုံမာဆိုကြည့်ဒီမောဆိုတာဒုက္ခသစ္စာနဲ့အိဋ္ဌဒုက္ခအနတ္တတရားမရလို့များလာတဲ့တန်တရားဟာအာမောကကြည့်ရတဲ့ဟာဒါဒီတချင်းဆုံးမှသောတာပန်တော့တည်နိုင်တယ်กว่าဟောဖွင့်စမ်းกว่าလေဒီအစဆုံးတယ်ဆရာကြီးကတိကျတချင်းကိုတန်စင်းလေးခံစားတာမဟုတ်ဘူးဒီနေ့တော့အတန်လေးထည့်ရေဒီမီတကြီးဆိုပါမုံဝယ်မရှိပါ32ကောထားဟုတ်တာပဲအဲ့ဒါဒီမင်းတို့မုံနေကြတာလေရုံမင်းသားများမှာသုံးမှုရုံမင်းသားများမှာတယောက်မကျင်တဲ့ပုံကိုပေါ်လာတယ်အဲ့ဒါပထဝီဓာတ်ကြီးလေအဲ့ဒါမုံစရာမှမဟုတ်တာဟုတ်ရရုံမင်းသားအဲ့ကောင်ပိတ်
မမြင်ကတ်တယ်မချစ်တယ်သူ့အတန်နေမကြားချင်ဘူးဟုတ်ဗျာရေဒီမီတကြီးဆိုတာမုန်းပွယ်မရှိပါ32ခွထားအဲ့ဒါမင်းတို့မိမဲဝိဇ္ဇာပိဋ္ဌနာစိတ်မဆွဲလို့သာမင်းတို့အဝိဇ္ဇာကြောင့်မင်းတို့အဲ့ကောင်မုန်းလိုက်တာလေတို့ဘာမှမုန်းကြရတယ်မရှိဘူးဖះသွားတယ်အဲ့ဖះဒီကောင်တွေတည်ထားတယ်ဖះလို့မမြင်တော့ဒီကောင်လေးလို့မြင်လိုက်တယ်လေမင်းတို့ဒီဖះရဲ့ဘောဓပထဝီဓာတ်စုကြီးအဲ့ပထဝီဓာတ်စုမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိန်းနေလို့မမြင်နိုင်ဘူးပထဝီမှာကြည့်ပြီးဆုံးဖြတ်လိုက်တယ်အဟိုဆရာကြီးကမြေရေလေမိထားပါပဲဓာတ်ကြီးဆိုတယ်ရေလေမိဓာတ်ကြီးဆိုတာမုန်းွယ်မရှိပါ32ခွထားဟာမိမဲဝိဇ္ဇာပိဋ္ဌနာစိတ်မဆွဲလို့သာသိစမ်းကွာသွားတာမှားရှာမရဘဝတေကဖြစ်ဖြစ်တန်တရားမှားလိုက်တာတစ်ခါတည်းမှအကြာကြီးမှားခဲ့တာဘဝတန်တရားချက်လုံးမှားခဲ့ဘာကြောင့်မှလဲဒိဋ္ဌိနဲ့ဝိသေကိစ္စတွေမြင်ရမှားတယ်တန်တရားတွေအိုးပြီးသွားပြီမှားရှာမြဒီတတ္တဝါတွေဘဝအနေကဖြစ်ဖြစ်တန်တရားဟောစရာကောင်းလာတယ်အဲ့ဒါတွေကြားနေရတာလေကိုယ်ပံဝန်းကျင်မှာရှိနေတာပဲဟောသူကအကုသိုလ်ကြတော့လေစိတ်တွေထက်လိုက်တာဟိုဒီအတင်းပြောရင်အောင်းနေမှာနဲ့ဒီမိုင်းဝါလေးဘုန်းကြီးခါရတွေကျွတ်စမ်းဟိုမှာမြစ်တာပို့ပါလို့ဓမေစီရီကကြိုတင်ပြောရတယ်ရွာဘိုးသိရင်ယထာနာမနှုတ်တနိုင်ငံလုံးလုပ်ပါရွာဘိုးသိရင်ယထာနာဆိုပဂရိမိုးကိုပြောတာမဟုတ်ဘူးဆေးရုံရှိတဲ့နေရာမှာရှိပါစေငြိမ်းချမ်းတဲ့ငြိမ်းချမ်းပါစေဒါပြောချင်တာတင်စားလိုက်တာရွာဘိုးသိရင်ယထာနာမှာကောင်းစွာရွှေမှုရွာပါစေတိုင်းသားပြည်သူရှင်လူများကိုတရားမင်းများစောင့်ပါစေရေးပေးတယ်မဆိုးပါဘူးရွာဘိုးသိရင်ချိန်ကာလမှာကောင်းစွာရွှေမှုရွာပါစေနန်းနေကောင်းတဲ့အချိန်ကောင်းတဲ့နေဒီပို့ပါဘူးမြတ်တာမပို့ပါဘူးအမနာပါကြတော့ပြောတယ်ဘယ်လိုကြောင့်လို့အဲ့ဒါပါပဲအဲ့တော့ကိုမိဘကိုဆွေမျိုးကိုနဲ့ပတ်သက်ခဲ့တယ်သိသွားပြီလေကိုနဲ့ဘာပတ်သက်လို့ no connection နဲ့မရှိတော့ဘူးတို့ relation နဲ့မရှိတော့ဘူးရတယ်အဲ့လိုဆုံးခဲ့ that's the wrong views မိစ္ဆာဒိဋ္ဌိဘာတမိုးမှမရှိဘူးအဲ့လိုဆိုလို့ရှိရင်လွတ်လပ်ရေးကြိုးစားခဲ့တဲ့ပုံကိုတို့လေးပြုမနေနဲ့ဘုရားဆန္ဒတကွာအာသာနီကောင်းလေးပြုမလို့သူတို့လုပ်ခဲ့တယ်လေသူတို့ကတိုက်ပွဲဝင်တို့ရတယ်တို့ချစ်ဆရာတော်ကြီးငါ့ကိုသင်ပေးကြတော့ငါစာတွေတက်တယ်အဲ့ဆရာတော်အဲ့ဒီကနေမြတ်စွာဘုရားဒါအစင်းဆက်သူတို့ဟာတို့ကလုပ်ခဲ့တယ်ဟာတဲ့တောင်းသူတို့လက်ဆင့်ကမ်းခဲ့တယ်သူလက်ဆင့်ကမ်းကြတော့ဒါနိုင်ငံရေးကိုမပြောလို့ပေါ့ဘာသာရေးနေနဲ့ငါဆရာတို့ဥက္ကန္တတို့ဆရာတော်ဘုရားမဆရာတော်ခုနပြောတဲ့ခုနရွှေတော်ဆရာတော်ဘုရားစံညောင်းဆရာတော်စံအစင်းသက်တွေသူတို့တွေလုပ်ခဲ့တာလေဘလို့မြန်ရှိခဲ့လို့ရှိရင်ပြတ်သွားမှာပေါ့အဲဆိုရင်အဲ့ဒီဥက္ကန္တဘုရားပြန်တော်မူသွားပြီသူကျေသူတတိယဆရာမလူတော့ဟုတ်စေတာတိတိဖြစ်သွားတယ်ပြတ်သွားမလို့ဟုတ်စေတာတိတိဖြစ်သွားတယ်ဦးခင်ရွှေတော်တန်းတော်မှာဆိုသိသွားပြီဘုရားဘာပတ်တယ်သိတဲ့သူတွေဘာလို့တောင်းတတန်တာနေပါလဲဘာလို့ကုလိုကောင်းမလို့လိုပါဘူး we don't need to do လို့ရှင်ပြောမိတ်ဆွေတွေဖြစ်သွားသတိမရလို့စင်မပြေသေးလို့ကုသိုလ်ကောင်းမှုမလုပ်တာမိစ္ဆာဒိဋ္ဌိမဖြစ်ဘူးသတိလည်းရတယ်ငွေကြေးလည်းရှိတယ်စင်လည်းပြေပါတယ်မလုပ်တာမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီးတော့ဘုရားတရားအဲ့ဒါနည်းနည်းလေးစောင်းလိုက်တာလေမိစ္ဆာဒိဋ္ဌိဖြစ်သွားယူမှာတော့ဟုတ်ပြီနော်ဒါကြောင့်မလို့ဘုရားရှင်ကအတာသိမိအကာသိမိညာတိမိတ်တာသက္ခာစမေပြေးဘူးပါလေသူ့ဘူးပါလေပြေးဘူးပါလေစပိနာမလည်းမဟုတ်ပြေးခဲ့တယ်အမေအဖေအမေရှင်ကအခုနေဒီမှာဒီအရွယ်လောက်အသက်မှာ60လောက်ဘယ်ကောင်လေးနဲ့အဲ့သူကိုဝင်မရတော့သူ့ရဲ့မျိုးဦးတွေမစင်တော့ဘာသာရက်သွားယောက်ျားလေးကငယ်ကောင်းငယ်ပဲအဲ့ဒီအမေရှိဆန်းလာတယ်မျိုးဦးလေးပြည့်ရှိပေးလိုက်တဲ့ spermidus တုပ်ဘူးသူတို့နှစ်ခုပေါင်းလိုက်တယ် union သူထူးဆန်းတာကကျန်တဲ့တော်တော်များများ virus တွေကသူတို့အသက်ရှင်တဲ့ virus တွေများတယ် corona virus ဟတ်ချိုးလို့ချောင်းဆွဲတယ်သူများရောက်သွားတယ်အဲ့ဒါဘုံဖြစ်ပြီးကူသွားတယ်အဲ့ဒီအမေရဲ့သွေးနဲ့အဖေရဲ့ပစ္စည်းရကြသူတို့နှစ်ခုမပေါင်းမဲ့နဲ့ union မဖြစ်ဘဲနဲ့သူက life တစ်ခုမဖြစ်ဘူးဇုံဖြစ်မှ
အဲ့ဒါတော့မှအဲ့ဒီအမေရဲ့မျိုးဦးတွေကြားတဲ့ခါမှာအဖေရဲ့တုပ်ပိုးတွေဝင်သွားလိုက်အဲ့ဒီကောင်လည်းအဲ့ဒီမျိုးဦးတွေကိုဖောက်တာတော့အဲ့ထက်ဝင်မကြိုးစားတယ်မရဘူးမင်းအဲ့ဒီကောင်24 hour မှသေသွားတယ်အဲ့ဒီကိုဝင်မရအောင်ဒါပေမဲ့သူတို့နှစ်ခုပေါင်းသွားပြီအဲ့ဒီကိုပေါက်ခဏဆိုဝင်သွားလိုက်တယ်ဝင်သွားလိုက်တဲ့ခါကျမှသူကလှုပ်သွားတယ်ဆိုတော့အဲ့ဒါကိုအင်္ဂလိပ်လို portable ကို portable လှုပ်သွားအသက်ဇီဝလေးလိုဖြစ်သွားအသက်ရှင်သွားတယ်အဲ့ဒါဆိုရင်ပြီးသွားတယ်ကိုဝင်ရသွားအဲ့သူတို့နှစ်ခုတွေပေါင်းမှကလေးမွေးလာတာဖြစ်ချင်းကြောင့်တစ်ဖက်တည်းနဲ့ဘလို့မှမရဘူးတစ်ဖက်တည်းနဲ့မွေးနိုင်ခြင်းမရှိဘူးအဲ့ဒီ sponsor တွေဒီ living cell တော့ဖြစ်တယ်ဒါနဲ့သူတို့ကအသက်တော့မရှိဘူးအသက်ရှင်တဲ့ cell ဖြစ်တယ် not organism သူတို့သက်ရှိတတ်တော်ရတဲ့သူတို့မထည့်ဘူးထူးဆန်းတယ် pen the living cell but not organism ဆိုတော့အဲ့ဒီမိဘနှစ်ခုပေါင်းလိုက်တော့မှဒီနှစ်ခုပေါင်းလိုက်တော့မှလူသားတူဖြစ်ဖို့ဆိုရင်နှစ်ခုပေါင်းခြင်းကဂျေဇုတရားဖြစ်သွားတယ်နှစ်ခုပေါင်းခြင်းဒီပဋ္ဌာန်းပစ္စည်းရဆက်သွားတယ်အဲ့လိုဆိုဂျေဇုရှိတယ်ဂျေဇုရှိလို့လူဖြစ်လာတယ်ဒီတစ်ခုတည်းနဲ့တင်ပဲဒီလူလောကတွေရောက်ဖို့အတွက်သူတို့ရဲ့ပံ့ပိုးမှုဂျေဇုရှိလာတယ်ဆိုတာသိရရင်ပြန်ပြီးတော့ဂျေဇုဆက်တယ်နာပေါ့ပြန်လာထားပါတော့ကျန်တာတွေအကုန်လုံးကျွေးတာမွေးတာတွေအမွေပေးတာတွေခဏထားဒီလူဆိုတဲ့ကောင်လေးဖြစ်ဖို့အတွက်မတ်မေဂျွန်အိမ်ဝင်ဖြစ်ဖို့အတွက်ဒါလေးပါလာအဲ့လို့ဆိုရင်တို့သိတဲ့နဲ့အဒါသိမေပေးခဲ့ဘူးတဲ့အကာသိမေကျေးဇူးတွေပြုခဲ့ဘူးတဲ့အဲ့ဒါဆိုရင်ပေတနံဒက္ခိနံဒစ္စာပုပ္ပေကတ္တမနုဿတာကိုရှိရလှုပ်ခဲ့ဘူးတဲ့အဖေမိတဲ့ကျေးဇူးကိုသတိရတတ်ပါတယ်သတိရတတ်တယ်နာယိရုံနာစတော့ဟောတော့အဲ့ဒီအဖေတွေမေတို့တန်းတာပြီးတော့ဘာမှတော့မလုပ်ဘဲနဲ့ငိုနေုံနဲ့ဝမ်းနေုံနဲ့အဲ့ဒါဆိုလို့ရှိရင်တော့အဲ့ဒါကတော့အကျိုးမပြီးဘူးတဲ့ဟောမလေးဖေရဲ့တတိယလိုက်တာဘာမှမလုပ်ဘူးမလေးမေရဲ့တတိယနဲ့ငိုနေတယ်ဘာမှမလုပ်အဲ့လိုငိုနေုံတန်းတနေုံနဲ့တော့တန်အဲ့ဒီငိုကြွေးခြင်းတွေတန်းတခြင်းတွေတတိယခြင်းတွေတော့ပေတနာအနတ္ထာရဘာအကျိုးမှမရဘူးငိုလိုက်တဲ့မျက်ရည်တွေကအမေးရှိကိုမစီးပါဘူးတဲ့ကုသိုလ်ကြီးရပဲစီးပါတယ်ဟုတ်ပြီနော်ချစ်တော်မြတ်ရည်များသည်မစီးဘူးပေးလိုက်တဲ့ကုသိုလ်မိုးရည်ရမစီးပါတယ်တဲ့ပတ်ထားလိုက်မလေးအမေရဲ့သမီးဖြစ်ကိုကြည့်ပါအောင်လို့မှယောက်ျားနေရင်အုပ်ကောနေရင်အုပ်တော့မှအမလေးအမေသမီးမိုက်မှဒီကောင်မယူချင်းဆိုတာအပိုတွေပဲအပိုလောက်တယ်အပိုတွေဟိုရုပ်ရှင်ရုံထဲမှာတော့အကယ်ဒမီရလိမ့်မယ်ကုသိုလ်မှာတော့အပိုပဲတခါတည်းပြောလိုက်ပါတယ်လေမလေးအမေရဲ့အမေသမီးကိုကြည့်ပါအောင်မကြည့်ဘူးကွာကုသိုလ်နဲ့နှိုးရင်တော့နှိုးရတယ်တဲ့ခင်ဗျဟောမြတ်စွာဘုရားကတန်ထိုးသောငိုကြွေးခြင်းတွေတရိယာခြင်းတွေပူအော်နေခြင်းတွေပေတနံကိုယ့်ရဲ့ကွယ်လွန်သောတဲ့ပုဂ္ဂိုလ်နတ်အထာရဘာအကျိုးမှမရဘူးပြီးသွားပြီအရင်စကောဓက္ခိဏဒိဏသံဃံမိသုပ္ပရိတိတာတဲ့ဒါဖြင့်ရိုးရိုးကုသိုလ်ကောင်းမှုတဲ့ဘေဟာကပိုကောင်းတယ်လို့မေးကြရှိရင်တော့သံဃလို့ခေါ်တဲ့သူဆရာတော်ကညတော်ကရက်တောက်ထားပါတယ်ခဲရိုက်ထားပါတယ်နော်ဆရာတော်ကဘောလုံးဝဲတွေကြည်ပါတယ်အမင်းတွေစားတယ်မကောင်းတာတွေအကုန်လုပ်ထားပါတယ်ဒါပေမဲ့မင်းတို့ကခုနကတော့ဆရာတော်ကုသိုလ်လို့သင်္ကန်းကတ်တဲ့ခါမှာတန်ကတ္တဒေမာလို့ဆိုလိုက်တဲ့ခါမှာညတော်ကငါအရက်တောက်ထားဖဲရိုက်တာမကောင်းတာလုပ်ထားတာပျောက်သွားတယ်တန်ခလို့ပြောလိုက်တာဖြစ်ချင်းကြောင့်ဒါကြောင့်လို့ရှေ့ဆရာတော်ဘုရားကြီးတွေကလိုက်ဆိုတန်ကတ္တဒေမာနိဗ္ဗာန်ပစ္စယောဟောတုလို့ပြောလိုက်တဲ့ခါမှာတန်ကတ္တလို့ပြောတဲ့ခါမှာဓမ္မစီရိယဖဲသမာအရက်သမာမကောင်းတာလုပ်ထားတယ်လို့ဒါပေမဲ့တန်ကတ္တလို့ဆိုတဲ့အချိန်မှာအဲ့ဒါလည်းပျောက်သွားဒါပေမဲ့ဘုန်းကြီးလည်းလို့ရက်မုန်းနေတဲ့ပုဂ္ဂိုလ်အဲ့တော့ပကံကမှ decision ကြော်စွာဆိုတာသူ့ကမှတရောင်းစားမှလင်မယားလေကြီးကျယ်လိုက်တာအဲ့ခလေးဘာဖြစ်လာတော့ကိုယ်လည်းဆက်ကြည့်ကျင်လိုက်တာကိုယ်ချင်းတက်တယ်တရောင်းစားကိုသူ့မိန်းမပြောတယ်မောင်ရဲ့တဲ့ယောက်ျားရဲ့တဲ့ချင်းတက်တယ်တဲ့ဘာချင်းတက်တာလဲကြော်စွာရဲ့ထမင်းကိုစားကြတယ်ဟာနေပတ်စံတောင်းစားနေတဲ့မိန်းမလေဟမ်ဟဲ့ဒီတော့ရွှေစင်အကျုပ်ထောင်းတော့ရွှေစင်ဘာလုပ်နေရဒီချင်းဆိုဘာလို့တောင်းစားပါတယ်ဆိုတော့မှပဲဘာလဲယောက်ျားကိုမေးတယ်ယောက်ျားဘာလုပ်သူဘာလုပ်လဲဟိုမင်းက तू ကဘာလုပ်လဲဟုတ်ဘာလုပ်မင်းကိုခေါ်မလို့ငါတော့မစမ်းနဲ့ငါတော့စမ်းနဲ့တီးတောင်းစားတာတောင်းစားနှစ်ယောက်ဒါပေမဲ့အဲ့ကလေးလေးကဘာကလေးလေးမှမသိဘူးဘရင်ရဲ့သမင်းမှစားကြတယ်ဟာရှင်ဝင်ရှင်ရလေကျွန်တော်သမင်းစားကြတယ်ဘုရုသမင်းလေကြော်စားသမင်းနည်းနည်းစဉ်းစားပြောလေကိုတို့တော်မှသူများကြံတဲ့တောင်းစားနေမိမကြီး
ရှင်မဲပြောတာလေသမီးအနုပညာသမားဆိုတော့ယောက်ျားတွေပါတယ်လေဒူဝင်ကျဲမြေမခါကောင်းငင်မှာနေလာတွေကိုယ်စီသူချိုခဲ့တာဟုတ်တယ်နော်သိတယ်တက်ဝေဘာလုပ်တယ်လဲမပြောခဲ့တာဒူဝင်ကျဲမြေမခါကောင်းငင်မှာနေလာတွေဒူဝင်ကျဲမြေမခကျွေကောင်းငင်မှာနေလာကိုယ်သူဘာလဲလုတ်ပေးမှာဟုတ်တယ်နော်သူပြောခဲ့တယ်ဒူဝင်ကျွေမင်းပြောကအပူတွေပဲမင်းပြောတဲ့စကားတွေမင်းဟောတဲ့တရားတွေလာလို့ယောက်ျားတကောင်လူရချင်းကကောင်းငင်တမို့ကြေကိုဆွတ်လဲရမယ်လို့ရှင်ကျမကိုပြောတယ်ဟိုကျွေသွားတာဗောထိန်ဝင်းကျွေသွားတာဗောပြီးသွားပြီလေဟုတ်သားပဲငါစားနေရရှာလေဒီငါလည်းငါလည်းရွှေစင်းကိုဒူဝင်ကျဲမြေမခိုင်
တူပဲအဲ့ဆိုတေချာအော်သူကြည့်တယ်တဲ့မင်းတို့ဆိုရင်ရဲနေမှာဖယားရှင်ရောင်ရမီလာပြီးတဲ့လော်ရီကအော်ရမင်းစိတ်ကပပန္တရာနေမင်းရအောင်မြမမင်းတို့ဆောင်တဲ့နှမ်းစရာမရှိဘူးလို့မြင်လိုက်တယ်ဘုံတော်ရောင်ရချော့ကိုမြင်လိုက်အဲ့သမီးတွေကတချင်းဆိုတော့လေရိုးလေးသွားဆိုတယ်မင်္ဂလာပွဲပုံပဲဘာသာရေးပွဲတွေဘုန်းကြီးတွေပူဇော်ပွဲတွေဆိုရင်အဲ့လိုတစ်ထက်နော်တခါတည်းကြတော့လေကိုလိုဆရာကြီးတော့မဟုတ်ပါဘူးတော်ပွဲတော့ပါတော်ပါဆိုရရထပ်တော့နေပါဆိုတယ်ဟိုရေတူကရေတူလို့ဆိုတယ်၄ကျူက၄ဆိုတယ်80ပါဆိုဆိုတာပေါင်းလို့ဆိုတော့သူလက်လေးပြထပ်ဆိုတန်းလေးကိုကြော့ပါဒီကောင်မလေးသူစနေရစားဒီချိန်ကပြီးတော့မှစားလေးရေးပြဒီခန္ဓာမှာပြီးအောင်စိပိုင်းစိတဲ့တိတ်ပါအဲ့လိုဆိုတော့စနေရတော့သူမရှာနာပြီးတော့သူတို့အဲ့လိုဆရာလက်ကလေးသူမြင်သူတို့ကျေးဇူးတင်ပါတယ်ကောင်မလေးမြင်နေရမလုပ်တော့ဘူးဆိုတော့ရန်ကုန်ကနှစ်ခါဆိုရမှာတော့တစ်ခါဆိုရတယ်ပြီးတော့ရေးထားတဲ့သူကထပ်တော့မှပြချင်းရောက်ခွင့်သားခိုင်းမှမလိုက်ခြင်းလင်းထပ်တော့ခွင့်သားခိုင်းမှမလိုက်ခြင်းလင်းတဲ့အောင်တော့တက်ပြတာပြစ်ကြအဲ့ကွတဲ့ခွင့်သားတုံးမှမယုံခြင်းလင်းတစ်ချက်ခွင့်သားတုံးမှမယုံခြင်းလင်းဆိုငင်းကြတယ်တက်ကိုတက်တော့တက်တန်ကြသူ့တလေးပြမသိခွင့်သားစဲမှမခဲခြင်းလင်းခွင့်သားစဲမှမခဲခြင်းလင်းအဲ့မှာရင်းတက်မှာအလွဲနေတင်ရှိသေးတယ်ကာသူတက်မှာပမတ်ဆိုတော့ခွင့်သားတုံးမှမယုံခြင်းလင်းအရှုံးနေတယ်ဆိုတော့ချက်ကျန်းတယ်ပြန်ဆိုလို့ခိုင်းတယ်စာရေးရေးပြီးတိရှိပြီးအဲ့မှာနောက်ထပ်ရေးဆရာကမှန်ဆိုတဲ့သူတွေရေးတော့တက်အဲ့လိုတွေပါရေးလို့ရှိတယ်လို့တိုက်နော်ထားပါအဲ့လိုဆိုတော့နည်းနည်းစိတ်လေးနဲ့ထည့်လိုက်ရင်ဘာသာရေးခန္ဓာလေးဆိုဒါနတတ္တသမီးဒီအခုဒီနေ့ဆရာတော်ကြောင်းမှာသမီးသီဆိုတဲ့နေရာမှာသမီးရဲ့စေဝါရေးသမီးရဟုတ်ပဲနဲ့သမီးတက်ကျွမ်းတဲ့ပြင်ရတယ်တတ္တဒါနအံဟောပူဇော်ရောက်ဟောတတ္တဒါနနဲ့ဒီခန္ဓာလေးပူဇော်ပါတယ်ဆိုတော့ပစ္စံတော့ရတယ်ပစ္စံလည်းရတယ်ဒါနလည်းဖြစ်ဟောနော်ဒါပဲဆိုသစ္စာတိကိုလမ်းဖြစ်တာအရင်စခေါ်တဲ့ပြင်ဒီနေ့လို့တဲ့ကုသိုလ်ကောင်းမှုတွေသံဃေတုတ်ပရိတိကသံဃာနဲ့ကောင်းမလို့လိုက်တာဇမီကျောင်းနဲ့သံဃာ40ပါလားဆိုတော့၄ပါးကိုသံဃာဆိုပြီးသွားတယ်။ဘာလဲတတ္တဒါနအတ္တဒါနဒါနဘယ်လိုမြင်လက်ကလေးလို့ဆိုရင်အနုပညာဒါနဆိုတော့သံဃေတုတ်ပရိတိကသံဃာနဲ့ဖြစ်တဲ့ဖြစ်ခြင်းဒီကရတဲ့တန်တရားတစ်လျှောက်နှစ်ပေါင်းရှိစွာဟိတာစီးပွားဖြစ်မယ်ပေါ့ဟိတာရဲ့အစီးပွားဖြစ်မယ်တဲ့တန်ခါကိုလိုက်တာဖြစ်ခြင်းရောအဲ့ဒီရလိုက်တဲ့ပုဂ္ဂိုလ်ကလည်းတန်ခါမိတော့ရည်တဲ့တန်ခါနဲ့ကောင်းစွာပြတဲ့ဒီကရတဲ့နှစ်ပေါင်းရှိကြစွာတန်တရားကမှဟိတာရဲ့အစီးပွားဖြစ်ဌာနတော့ချက်ချင်းပဲဥပကပတိဥခင်ရွှေတော်တန်းဘုံမှာဆိုလို့ရှိရင်ချက်ချင်းရောက်ပါတယ်လူပေးတာလေတန်ခါပေးချက်ချင်းရောက်တယ်တပည့်စကားဌာနတော့တခဏချင်းပြီးဥပကတိရောက်သွားတယ်အိမ်မှာဆုံးကတ်တာဟောတန်ခါတော့အရှင်မဲ့လို့အမြဲတမ်းတပိဆုံးအဲ့တော့သူကတက်ပြောက်ဆုံးလို့မြေစင်းလို့ရဲတယ်ဆိုတော့တန်ခါကိုပိတ်ကြလိုက်တာဌာနတော့ချက်ချင်းပဲဥပကတိရောက်ပါတယ်တောညာတိဓမ္မောစအယံတိတဲ့တိတော့ပေတနာကုသကတာဥဒအဲ့ဒီခါမှာအဲ့ဒီဆွေမျိုးတွေကမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုတွေရလိုက်တာဖြစ်ခြင်းကြောင့်တုံမင်းပုံညင်ဘဒုတံမင်းတို့ရဲ့ကောင်းမှုတွေလည်းအများကြီးဖြစ်သွားပြီးတော့ဟောဗျာဘေကုဏယန္တာကရှင်မြတ်တွေလည်းဗလင်းစကိုဝါညာဆွမ်းပကားတွေစွန့်ရတဲ့ပြင်ပြပါတယ်သုံးဦးသုံးဌာနရတယ်တန်ခါတော်ရှင်မြတ်တွေလည်းဆုံးတဲ့ကြောင်းစီလူလိုက်တဲ့ဆွမ်းကတဲ့ပြင်ကိုဝါညာဆွမ်းပကားတွေလည်းဘေကုဏနှုတ်ပါတဲ့နဲ့ဖြစ်၍မင်းတို့ကိုယ်နဲ့တုံမင်းမင်းတို့ကုသိုလ်ရှင်ကိုယ်တိုင်နဲ့ပုံညာဘဒုတံကောင်းမှုအထူးကိုစီးမှုအနက်ပကံကြီးကျယ်မြတ်ပြတဲ့ကုသိုလ်ကောင်းမှုကိုစီးပူရရောက်တဲ့မင်းတို့ရဲ့ဆွေမျိုးတွေလည်းပြေတန်တဲ့ပူဇာဆွေမျိုးမိတ်တင်သားတွေပေတတွေလည်းပူဇော်ရောက်တဲ့ကုသိုလ်ကောင်းမှုဖြစ်ခြင်းကြောင့်နေရင်အခြားဘက်မှာရှိသောပုဂ္ဂိုလ်များအတွက်ကွေးလူချင်းကိစ္စအောင်မြင်စွာပြီးဆုံးပါလိမ့်မယ်ဟုတ်ပြီနော်ဒါလည်းအောင်မြင်စွာပြီးဆုံးပါလေနေရင်အခြားတီတော့ပုဒ်တာတုတ်တယ်ကြီးပြီးပါပြီဒီစချအောင်ဒါလည်းဒီစချအောင်နော်အဲ့ကောလည်းဒီကိစ္စရွှေဘောလုံးတို့တန်ဟန်ဘုံတော်မှာဆိုလို့ဒီဤဓမ္မစီကြောင်းလိုက်တော့မှာတရားနာယူရင်းနဲ့ကုသိုလ်ကောင်းမြောက်မြတ်တမ်းပြေးကြွပါလို့ဆိုရင်နော်ဒီလိုက်ဆိုတဲ့အရှင်ဘုရားဒီနေ့ယခုဓမ္မစီတိခေ
ထေရဝါဒပရိယတိသာသနာ့တွင်နာကျင့်ပပြုလို့ပြီးတော့ကုသိုလ်ကောင်းမှုသည်ဒုက္ခပသိငြိမ်းရမှန်မျက်နှာမှန်ဤကောင်းမြတ်သောအထောက်အပံ့ဖြစ်ပါစေတည်းဒီကောင်းမှုဤဘုရားကကိုဘောလုံးနေပြီးတော့ရှင်ရွှေဒေါသဟံရောမမဆိုးတို့အားအဓိကထားရတော့မိဘဆရာရွှေမျိုးညတကခြေမြတ်တန်ခါနဲ့တရားနာလာပိဋကတို့အားအမြတ်ပြီးဝင်လာပါ၏ဥမတဘာမြို့လူမျိုးသားနိုင်ငံသူနိုင်ငံသား30ခုနေဝိနည်းများစွာတတ္တဝါတို့အားအမြတ်ပြီးဝင်လာပါ၏အမြတ်ရ၍ကိုယ်စိတ်မပြချမ်းသာစွာဖြင့်ဝမ်းမြောက်ဝမ်းသာပါရု